那老板，会长对讲八讲讲讲的人，那个不要讲嘛。不嘞，哪里地啊？来说，你妈妈嘞，人家家他那邋遢的背他的说，等我把老板啥背他的，不要嘞，就讲古木的烟烟的咯嘞，背他的。အဲ့မျိုးကြတော့လေဟိုတချို့ကတော့ကောင်းတယ်ဒီလိုမျိုးပိတ်လိုက်တာပဲကောင်းတယ်အဲ့လိုဟိုဖြစ်တယ်ဆိုတော့တကယ်လေဟိုတကယ်ချစ်ကြိုက်ပြီးတော့တကယ်အဲ့လိုမျိုးចောင်းသွားတဲ့နေတွေ့တဲ့လူတွေဒီနိုင်ငံဒီကိုရီးယားနိုင်ငံမှာမဟုတ်တခြားနိုင်ငံကြအများကြီးပေါ့နော်အဲ့မျိုးတွေအများကြီးရှိတယ်တကယ်ကောင်းကောင်းမွန်မွန်နဲ့တကယ်ရိုးရိုးသားသားနဲ့တကယ်မေတ္တာမျှပြီးတကယ်ချစ်ကျွမ်းဝင်ပြီးတော့လက်ထပ်မဲ့လူတွေတကယ်အခွင့်အရေးတွေသူတို့တွေအတွက်ကြတော့လေဒါအနောက်ဆက်တစ်ခုကြီးပေါ့နော်အဲ့လိုမျိုးတော့ကိုကထင်တယ်တခြားလူတွေဘယ်လိုထင်လဲမသိဘူးတကယ်လေအဲ့လိုမျိုးနိုင်ငံသားနဲ့လက်ထပ်ဖို့ပိတ်လိုက်တဲ့အဲ့လိုမျိုးပိတ်တာထက်စားရင်ဒီလူကုန်ကူးမှုတွေအခုလိုပွဲစားတွေတို့ဘာလို့လေတိစပိုက်စိတ်တက်ပြီးရှာပြီးတော့ချစ်တိမိမိအရေးယူတဲ့တယ်လို့ထင်တယ်အဲ့ဒါတွေကိုဖြိုလဲမှပို့ပြီးထိအောင်မယ်လို့ထင်တယ်အဲ့ဒါကိုကမြန်မာမင်းကလေးတွေလည်းသူ့တက်လန်းနဲ့သူ့အခွင့်အရေးနဲ့သူ့ရဲ့ဟာလေးတွေနဲ့ရှိရလေတမျိုးပိတ်ချလိုက်တော့ခလေးကမလေးတွေအတွက်ဒီတက်လန်းတွေအခွင့်အရေးတွေရွေချက်တွေပန်းနိုင်အဲ့လိုမျိုးလေးတွေပေါ့နော်ရှားဟာလေးတွေလည်းနှောက်နှေးဝါပဲရှိတယ်တကယ်ကြတော့လေဟိုသူတို့လောက်တဲ့ပုံစံကလေမထိရောက်ဘူးလို့ထင်တာလောက်တဲ့ပုံစံတကယ်ဆိုလို့ရှိရင်တကယ်လောက်တဲ့လူကိုထိရောက်ရေးယူရမှာမဟုတ်ဟာလောက်တဲ့လူကိုအပြစ်လောက်တဲ့လူကိုအပြစ်မပေးဘဲနဲ့ဒီဘေးနာကနေပြီးတော့ထောက်ခံတဲ့လူအဖြစ်ပေးတဲ့ပုံစံမျိုးဖြစ်နေသလားလို့တကယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေလူကုန်ကူးနေတဲ့တကယ်အောင်ခိုလောက်ပြီးတော့ဘာမှ license မရှိဘဲနဲ့တရားမဝင်ဘဲနဲ့ဟိုဟာပြစ်နေတဲ့အဲ့ဒီပွဲစားအတွေကိုတိချာဖမ်းသိမှာပါသူတို့တွေလည်းသိကြမှာပါတိချာဖမ်းပြီးထိရောက်ရေးယူအောင်မှာအဲ့ဒါမှကြောက်လန့်ပြီးတော့ဒီလိုမျိုးမလုပ်ရဲမှာတကယ်လို့လောက်ခဲ့တယ်အဲ့လိုမျိုးဘာညာဆိုလို့ရှိရင်လည်းမှန်မှန်ကန်ကန်နဲ့တရားဥပဒေနီးတိုင်းပဲမှန်မှန်ကန်ကန်တိကြကြနဲ့လောက်ကြမှာအခုလိုမျိုးလိန်ညာပြီးတော့ပြောဆိုပြီးဟိုရောက်ရင်ပြောတာတလည်းဖြစ်တာတလည်းတကယ်လို့ပြဿနာတစ်ခုခုတစုံတရာဖြစ်တယ်ဆိုလို့ရှိရင်ကိုကဟိုဒီဟာကိုတာဝန်ယူထားတဲ့လူတစ်ယောက်ဖြစ်တဲ့ကြောင့်မလို့ဟိုဘက်မှာကိုဘက်ကကိုတာဝန်ယူထားတဲ့ကောင်မလေးပဲဖြစ်စေကောင်လေးပဲဖြစ်စေပြဿနာတစ်ခုတစုံတရာဖြစ်ရင်လည်းမမနဲ့ဖြည့်ရှင်းနိုင်တဲ့အရေးချင်းမျိုးတွေလည်းအပြည့်အဝရှိရမှာပေါ့နော်အဲ့လိုမျိုးလို့တော့ကိုကတော့ထင်တာပဲသိလားတကယ်သတင်းတွေတော့တက်လာအဲ့လိုမျိုးတွေတော့နော်စပတ်ခါကျရင်ကောင်းတယ်တခါတော့လည်းမကောင်းတာလည်းပါသူတို့တွေကတော့အစ်စ်ပေါ့ဒီနိုင်ငံမှာလုံးမစားရရင်နောက်ထပ်တခြားနိုင်ငံပြောင်းမယ်နိုင်ငံတွေအများကြီးရှိသေးတယ်လीနော်ဒါပေမဲ့ဟိုကိုရီမြန်မာခံရတာပေါ့အဲ့လိုမျိုးကြီးလုပ်ချပလိုက်တော့လေခဏတော့နည်းနည်းလေးတော့ငြိမ်သွားတဲ့ပုံစံမျိုးဖြစ်တယ်ဆိုပေမဲ့အဲ့မျိုးဟာတွေကကလင်ကစစ်တွေရတယ်ရှိနေသေးရဗျာသူတို့တွေကတော့အေးစေးပဲဒီနည်းမရရင်နောက်နှစ်နည်းကသူတို့ခေါင်းထဲမှာအုံနောက်ထဲမှာတော့ရှိနေအောင်ပါပဲညီမျိုးစုံနော်အဲ့တော့အဲ့ဒီလူတွေကိုတိုက်ဖြတ်ဖို့ကပို့အရေးကြီးတယ်လို့ကိုကတော့ထင်တာပဲလုံးဝဒီဟာကြီးကိုမယူရဘူးဆိုပြီးပိတ်ချလိုက်တာလည်းဖားတယ်နော်လုံးနေတဲ့အဲ့လိုလူတွေကိုချစ်ရရေးယူတင်တယ်လို့ထင်တယ်တော့တိုင်းနေတာမခွဲစားဖိုင်လားပြောပြအောင်မယ်အဲ့ဒီစားနဲ့ပတ်သက်ပြီးတော့အဲ့နဲ့ကိုဖြစ်ကကိုစိုးလာပြီလို့ကိုကထင်နေတာကိုတက်ဆိုးတဲ့လူတွေလည်းအများကြီးပဲရှိရသလားတရက်မှာကမိုင်းတယောက်လေလိုပဲဆက်သွယ်လာမရဲတဲ့ဒီလိုပဲတဲ့ကျမလေးတဲ့ပွဲစားနေတဲ့အဲ့လိုမျိုးတဲ့ဟိုဟာဖြစ်တာတဲ့ဒီလိုရောက်တာတော့2နှစ်ကျော်လောက်ရှိပြီပေါ့နော်သူ့မှာလည်းအဲ့လိုမျိုးအိမ်အောင်ရှိတာဘာညာကျမသိတယ်ပေါ့ကျမတို့လက်ခံပြီးယူခဲ့တာဒါပေမဲ့ကျမမိဘတွေကတောသူတောင်သားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေကိုသူ့အရန်စိုးရိမ်နေပေါ့ကွယ်စိုးရိမ်တဲ့အတွက်ကြောင့်မလို့ तू ကဘယ်လိုဖြစ်လဲဆိုတော့မိဘတွေကိုလည်းကောင်းမွန် तू ကထားခြင်းတယ်ပေါ့နော်အဲ့လိုဆိုတော့သူ့အရေးစွန့်ပြီးတော့စေတနာအမှားပေါ့သူ့အတွက်ကြတော့စေတနာအမှားအရေးစွန့်ပြီးတော့သူ့မိဘတွေကို तू ကဟိုဟာဖြစ်ပြီးတော့မှဒီပွဲစားအဲ့ဒီမြန်မာဘက်ကပွဲစားတွေနဲ့ဘယ်လိုလုပ်လဲဆိုတော့မိဘတွေပါလေသူတို့တွေဟိုဟာတွေအတုတွေပါလေငှားပေးပြုတ်ပေးပြီးတော့မင်္ဂလာဆောင်တယ်ပေါ့ကွယ်တရားဝင်ဟိုမှတေးချာရှေ့နေတွေတရားသူကြီးတွေနဲ့လက်မှတ်ထိုးပြီးဆောင်ပြီးတော့မှဒီကိုရောက်လာတယ်အဲ့မှာ तू က
ဒေါ်လာ100ဒေါ်လာ1000ဆိုလားမသိဘူးရတယ်ပေါ့နော်အဲ့နဲ့ तू ကပြီးတော့အဲ့ဒီမှာဆင်ပြေတယ်ပေါ့နော်ဒီမှာနေတယ်ပြုတယ်ပထမဆက်ချင်းတော့သူ့အမျိုးသားကလည်းသူ့ကိုအဲ့လိုကလေးတွေဘာကြီးလဲချင်းချင်းအမပြောသလိုကလေးတွေဘာကြီးလဲချင်းချင်းတမ်းမယူခိုင်းအေးစစ်စစ်ပဲဒီမှာ upset တွေဘာတွေညာတွေနဲ့အိမ်မှာအေးစစ်စစ်ပဲအလုပ်လည်းမခိုင်းအဲ့လိုမျိုးနေတယ်ပေါ့နော်နေလာပြီးတော့အဲ့နဲ့သူ့မှာလည်းကလေးလေးရှိတယ်အဲ့ကလေးလေးကိုပဲသူကြည့်ပေးရတာပေါ့နော်အဲ့လေးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါလေးတွေသူတဲနိခံနိုင်သေးတယ်ပေါ့နော်နေနဲ့မှာတဲ့သူကတောက်ကြတော့သူယောက်ျားကလေးယူဖို့ပြောတာပေါ့နော်ကလေးယူဖို့ပြောတော့ကွာကလေးယူဖို့ပြောတော့အဲ့ဒီကလေးမယူခင်အရှိမ तू ကဟိုကိုရီးယားကိုရောက်နေတယ်ဆိုတော့ तू ဒီမိဘတွေကိုပတ်စံထောက်ပံ့ခြင်းနဲ့ပေးခြင်းနဲ့ပေါ့နော်အဲ့လိုပေးခြင်းနဲ့ဆိုတော့သူတို့ဒီမှာတော့မှာတဲ့ချူစော်တို့ဘာတို့ညာတို့အဲ့လိုမျိုးအမေမွေးနေဖေမွေးနေတို့အဲ့လိုမှသူတို့တွေကမိဘကိုကြော့ရင်တော့အလုံးကျော်2သိန်း3သိန်းအပြင်အဲ့လိုမကြော့ဘူးပေါ့နော်မပေးဘူးပေါ့သူတို့မှထုံးစံမရှိဘူးလို့ပြောရတယ်ပေါ့နော်အဲ့မျိုးဆိုတော့အကမလေးကလည်းအမေဆိုပြီးတော့အဲ့လိုပဲပြောတာအဲ့တဲ့သတင်းကျွတ်လားမသိဘူးတစ်ချိန်တော့တဲ့အဲ့လို तू အတင်းပြောလို့သူ့အမေတွေဖေတွေရှိပို့ပေးတယ်ပေါ့အဲ့နဲ့ဒီဘက်မှာလည်းတေချာလေးကိုသူ့တော့ group site ပါတယ်တဲ့အဲ့နဲ့နောက်ပိုင်းကျတော့ तू ကအဲ့သူသမီးသူ့လင်မသမီးလေးနဲ့ပဲနေပြုတ်ပေးထိမ့်ပြုတ်ပေးနေပဲနေလာနှစ်တည်းတစ်နှစ်တွေဖြစ်လာအဲ့ခလေးထက်ယူခိုင်းတယ်ခလေးထက်ယူခိုင်းတဲ့အချိန်မှာ तू စဉ်းစားတယ် तू ဒီလိုလာတဲ့ရည်ရွယ်ချက်ကဖားတယ်သူစဉ်းစားပြီလေအဲ့တော့သူမိဘတွေအတွက်ရယ်သူ့ဘဝရှိရေးအတွက်အဲ့လိုမျိုးပေါ့သူအကောင့်ကောင်းမလားဆိုပြီးတော့မှသူလာခဲ့တယ်ရဲဆိုပြီးလာခဲ့တယ်လှုပ်ခဲ့တယ်မိဘတွေတော့ကလန်ကဆန်လှုပ်ပြီးတော့လာခဲ့တယ်ပေါ့နော်ဒါတွေလည်းမိဘမသိပါဘူးအခုချင်းဖွင့်လာအဲ့နဲ့သူကဘယ်လိုဖြစ်လဲဆိုတော့ဒီဗာလဲကလေးကိုမယူပေးဘူးပေါ့နော်ကလေးမယူပေးဘူးကလေးတော့မယူနိုင်သေးဘူးခုလောလောဆယ်မှာတော့သူအဲ့လိုမျိုးပြောတော့သူကကြာသူအရင်ကကွန်ထရိုးမပေးဘူးဟိုပထမအောင်ကသူကယူမယ်လို့ပြောကလေးယူခြင်းနဲ့ပြောတော့သူ့ကြောက်ကိုယ်တိုင်မယူလို့ပြောတော့အခုနောက်တစ်ခါထပ်ပြောတော့သူ့ဘက်ကနေစပြောလာတော့မိန်းကလေးကပြန်ညင်းတော့လေသူကအရင်တော့သူ့ကွန်ထရိုးမပေးတော့ပါဘူးအဲ့နော်ဒီကြားထဲမှာသူအလုံးလုံးချင်တယ်ပေါ့နော်သူ့ပတ်စံလေးနဲ့သူသုံးကျင်လို့သူမိဘကိုလည်းအဲ့လိုမျိုးသူ့ပတ်စံနဲ့သူထောက်ပံ့ကျင်တယ်ပါပေါ့အဲ့နဲ့တရွေ့ရော်တော့ကသူအဲ့လိုလိုဆိုပြီးတော့တောင်းဆိုတော့ဘယ်လိုမှအရှင်းမှာတော့မလောက်ခိုင်းနောက်ကြတော့လုံးတဲ့ဒီအဲ့လိုမျိုးလုံးတယ်ဆိုလို့ရှိရင်တဲ့သူ့တဲ့ပတ်စံနေအကုန်အကမယ်တဲ့ဒီမှာကြတော့တဲ့ပတ်စံနေဒီအိမ်အောင်ဦးစီးရတဲ့ကန်ရတယ်တဲ့အိမ်အောင်ဦးစီးကကန်ပြီးအိမ်အောင်ဦးစီးကခံကွဲပြီးတော့မှအိမ်အောင်ဦးစီးကဒီပတ်စံနေယောက်ျားပတ်စံမိန်းမပတ်စံကန်ပြီးတော့မှဘာလို့ရောဘသူ့ကိုဘလောက်အဲ့လိုစီမံခံကွဲရတယ်တဲ့အမျိုးပြောလာတယ်တဲ့အဲ့နဲ့ကောင်မလေးကစိတ်တူတော့အဲ့လိုမျိုးဆိုတော့နင်းနဲ့ရှစ်ဆက်ဖို့မဖြစ်ဘူးဒီနင်းနဲ့ငါနဲ့ကွဲမယ်ပါညာနဲ့စကားများရင်ပြစ်ကြရတယ်ပေါ့ကွယ်အဲ့မျိုးပြစ်တဲ့အချိန်မှာအဲ့ဒီသူ့အမျိုးသားကဘာပြောလဲဆိုတော့အေးဟုတ်ပြီတဲ့ဟုတ်ပြီ तू ကလည်းပညာတတ်ဆိုတော့လေ तू ကောင်းကောင်းမွန်မွန်ပြောတယ်ဝူးဝဲပြဲပြီးမပြောကောင်းကောင်းမွန်မွန်အေးစစ်စစ်ပဲဟုတ်ပြီတဲ့နင်ငါ့ကိုကွဲကျင်တယ်ဆိုလဲကွဲမယ်ငါ့ကိုမနစ်မြို့တဲ့လူနဲ့လေ तू ကမနေဘူးပေါ့နော်နင်ငါ့ကိုကွဲကျင်တယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တဲ့မင်းနဲ့ငါနဲ့ယူအောင်ကငါကဒီလိုမျိုးဒီပွဲစားတွေနဲ့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုကုမ္ပဏီမှာကုန်ကြခဲ့တဲ့ဒေါ်လာ3000ဆိုလား4000ဆိုလားမသိဘူးအဲ့ဒါတွေရပြီးနေ့အတွက်ဗီဇာလုပ်ပေးအောင်ကကုန်ချတဲ့ဟာတွေရအဲ့ဒါတွေနေငါ့ကိုအကုန်လုံးပြန်ရော်ပေးနိုင်မယ်ဆိုလို့ရှိရင်နေ့ကငါကွဲပေးမယ်ကွာပေးမယ်ဆိုပြီးတော့ပြောတယ်တဲ့အဲ့နဲ့ကောင်မလေးကအဲ့ချိန်မှာ तू ကဒါဒီကိစ္စတွေလည်း तू ကသိတယ်တဘောတူပြီး तू ယူထားတဲ့အတွက်ကြောင့်မလို့ဒါတွေပြန်ရော်ပေးရမယ်ဆိုတော့ तू မှခေါင်းခဲနေအဲ့တော့ तू ကအရန်ကြောက်နေအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အခု तू လှုပ်တာတော့ဘယ်တော့မှမကြသေးဘူးသူ့ယောက်ျားကို तू ကလာစားအပြည့်တော့မဟုတ်ဘဲနဲ့တဝက်အကုန်လုံးကို तू ကလွယ်ပေးနေရအဲ့လိုမျိုးတွေကိုမလိမ့်တပတ်လောက်တာမဟုတ်ဘူးဒါတိရက်နဲ့ကိုကလိန်ကကြစ်နဲ့ကိုအကွက်ကြကိုစီရင်ပြီးတော့လောက်တာအဲ့လိုပဲကိုကတော့ထင်တယ်အဲ့လိုခံနေရတာတွေကဒီနိုင်ငံမှာမြန်မာမိန်းကလေးတွေဘယ်နှယောက်တည်းရှိနေပြီလဲဘယ်လောက်တောင်ရှိနေပြီလဲရှိနေတယ်ဆိုလို့ရှိရင်လေထွက်ခဲ့တယောက်တည်းငြိမ်မခံနဲ့အဲ့ဒါတွေကခံဖို့မဟုတ်ဘူးနော်ကို့မှာအများကြီးပဲခွင့်ရည်တွေရှိတယ်ဒါတွေက तू ကလေသူတို့တွေကဒါဥပဒေနဲ့အရန်ညှိဆိုးနေပြီဒါတွေကအိမ်တွင်းအကြမ်းဖက်မှုတွေမှာပါတယ်နော်သိလားကိုဝင်မလို့ခြင်းမဲနဲ့ကိုအတင်းအဓမ္မကိုဝင်ယူခိုင်းတာတို့အတင်းအဓမ္မလိန်ချမ်းဖတ်တာတို့ဒါတော့ဘလောက်ပဲလင်မယားပဲဖြစ်နေပြီစီကိုစိတ်ကိုသဘောမပါဘူးဆိုတာအလိန်ချမ်းဖတ်မှုပဲအဲ့ဒါတွေကိုလေဟွာဖြစ်ချင်တာထပ်ပြောရမယ်စကားပြောပြီးဆိုဟွာမပြစ်ဘူး